အလူမသလုံးမျိုးနဲ့သလုံးလေးနဲ့ဝယ်လာတယ်အလူရှင်တို့သရိုးသမီးတို့ကဒါမျိုးမှမိုက်တယ် ဒီအလူကြီးကြီးကြီးကျယ်ကန်ကန်နာနာထဲထဲဝါလူမဲဆိုပရိတ်အောင်မသားပါ ဒီနေ့မိတ်ဆက်ပေးချင်တာတော့ရွှေမုံဘရကလေးမိတ်ဆက်ပေးချင်တာကြည့်ပါအောင်အခုအလူမင်္ဂလာဆောင်နေပွဲတွေအများများနေတော့လေသရိုးသမီးလေးတွေအလူရှင်လေးတွေအတွက်ကိုမိုက်ရမိတ်ဆက်ပေးချင်တာဒီဟာလေးဆိုဒီမှာ6ချက်ဝန်းကျင်ပဲရှိတာရော15ပဲအရေးပြတစ်ခုတည်းနဲ့ပွဲလဲတင့်သေးတယ်ဒီရက်ကလေးပဲအလူရှင်တို့သရိုးသမီးတို့ကဒါမျိုးမှမိုက်တာဒီလိုက်မတူဆိုတော့အသက်အရွယ်လည်းမရွေးဘူးလူတိုင်းနဲ့လိုက်တယ်သူက1ဆက်လည်းထွက်တယ်ဒီမှာလေလက်ဆွဲဒီလက်ဆွဲလေးဆိုရင်လည်းပေါ့လေကြည့်လိုက်တော့ကြည့်လိုက်ရင်တော့တအားကြီးကြီးနဲ့မြဲခံရတာလေးလေးလို့ထင်တာမဟုတ်ဘူးရွှေချိန်နေနဲ့လက်ဆက်နှစ်ပဲဝင်းကျင်ပဲရှိတယ်ကြည့်ရလည်းနောက်ပွဲလဲတင်တယ်တနေ့ကုန်နေလို့တက်တောင့်တက်တာရှိတယ်သရုံးနဲ့လည်းဝက်လိုက်ဒီမှာဒီမိုက်ကသရုံးအလူမသရုံးမျိုးနဲ့သရုံးလေးနဲ့ဝက်လာတယ်နောက်သမီးထက်ထက်တို့လိုမျိုးသမီးကြီးတို့လိုမျိုးသူတို့လူငယ်သမီးလေးနဲ့ dress လေးနဲ့ဝက်လဲတရားလေးလာတယ်ဒီနေ့ဆွဲလေးက15ပဲအရေးကြီးနော် ဒီအလူကြီးကြီးကျယ်